ဒုတိယကြိမ်လာကောက်တဲ့ဧည့်သည်လေးပါဆန္ဒလေးကအုံတော်ထူပါတယ်စပင်းလေးကတော်တော့ပြန်ရှည်သွားပြီပေါ့နော်တိုးလို့လည်းရတယ်ကြိုက်တယ်လို့ကောက်ဆိုလို့ဆေးလည်းပြန်ဆိုးမှာပေါ့နော်မျက်နှာနဲ့လာရင်ပြီးရောဆိုလို့ဒီလိုမျိုးပုံလေးကောက်ပေးလိုက်တယ်ပေါ့နော်စီးခြင်းရင်လည်းစီးလို့မိအောင်လေးချမ်းပေးထားပါတယ်ဒါလေးကပထမကောက်ပြီးတော့မှဆေးဆိုးတဲ့အချိန်လေးပါဆေးဆိုးပြီးလို့ရှိရင်ဒါလေးကတော့ရေအဆိုပုံလေးပေါ့နော်ဒါလေးကိုလေးချအောင်မှုတ်ပြီးတော့မှပုံလေးပြန်ချပါမယ်ဒါလေးကလေးမှုတ်ပြီးတော့မှပုံချပြီးတဲ့အချိန်လေးပေါ့နော်အရင်ဟိုလာတဲ့အကောက်ကလေးပါအရင်လေးချစ်ဖို့ကောင်းသွားပါတယ်နော်အရောင်လေးကတော့အဝါရောင်လည်းမဟုတ်အနီရောင်လည်းမဟုတ်ဂျားထဲကအညူရောင်လင်းလေးကိုမှမျက်နှာလင်းသွားစေတဲ့အရောင်လေးပေါ့နော်အရောင်လေးကလည်းငြိမ်နေပြူပြူပြပြကြီးလည်းမဖြစ်ပါဘူးအကောက်ကလေးတွေကိုပုံပြန်သွင်းရလာလို့အမြင်မေးကြတယ်ပေါ့နော်ပုံမသွင်းလဲအိမ်မှာသူ့ဟာသူလှနေမှာပါဆိုင်မှာရှော်လို့ရှိရင်တော့ပုံလေးကတသက်ရဲရဲနဲ့ပိုရပါတယ်ဈေးနှုန်းလေးကတော့အကောက်က2သိန်း1000မှာကာလာလေးက3သိန်း6000မှာရှင်တချို့ဧည့်သည်လေးတွေမေးတယ်အတူကောက်လိုက်လို့ရှိရင်မျက်နှာပိုပြီးတော့ပြဲသွားမှကြောက်တယ်လို့ပြောကြတာပေါ့နော်အခုဆိုရင်ကြည့်လိုက်ပါအတူကောက်လိုက်တာမျက်နှာလုံးဝပြဲမသွားပါဘူးရှင်